မှာမဒီယာလေးတစ်ချက်လောက်ဖွင့်ပေးပါလားပစ္စည်းလေးတွေပါတစ်ခါတည်းပါအောင်လေဒါတွေကုန်ထားခဲ့မှာနော်မီးစက်ဒီမီးစက်ကောလားဘာဒီထက်မှာဘာတွေရှိသေးလဲ gas အိုးပြရမယ်နော်โอเคဒီဖုံစုပ်ဆက်တွေပါထားခဲ့မှာနော်လိုတယ်လေအိမ်မှာပဲထားခဲ့တယ်အိမ်မှာပဲထားခဲ့နေတာလေကိုရှိရှိလေးလို့ဘယ်လိုလဲဆိုင်တော့လေတော့ရရမှာကြည့်ကြည့်ဆိုတော့တန်ရှင်းလို့တော့အကုန်လုပ်ပြီးတော့ပါကျွန်တော်ဒီဘက်ပါတဲ့ဟာအောက်မှာဟိုမီးပြုတ်နေကြတာအန်ဒီတကားတော့ဂျမ်းဖြစ်နေတယ်နော်ဟုတ်တယ်ဒီတကားဂျမ်းဖြစ်နေတယ်ရတယ်မို့ကျွန်တော်ကပြောပြဟိုဒါအန်ဒီတို့တခါလေးပြောပေးထားတာလေတခြားဗလားဓာတ်မိဖြစ်တာလေးတွေဗာလေးတွေပဲနေရာလေးတွေရှိမလဲပေါ့အေးဘောဘောအလေးတွေအကောင်ဒါတွေကတော့ဒါတခုမှဒါသူတို့အမားတို့နေရင်းနဲ့လဲဓာတ်မိဖြစ်တာလေးဒီတစ်ပတ်နှစ်ပတ်အတွင်းမှာတွေ့လို့ရှိရင်ပြောပေးလေနော်ကျွန်တော်ဘိုင်ဘာလေးပို့ပေးပါမှာရဲ့အဲ့လေဒီနေရာဘာဖြစ်လဲဆိုအခုချိန်မှာတော့ကောင်းလုံးပဲလေဒီမီးဘူးတွေရောထားခဲ့မှာနော်ဒီတိုင်းဒါဒီပစ္စည်းတွေဒါ record ထဲမှာပါမှရမှာကောင်းလုံးနော်လေကားတွေရောအတုံးလိုလေကျမပစ္စည်းကြတော့ဒီမှာဒီတချမ်းရယ်မတတ်နိုင်လေညီလေးဒီမှာဒီလိုပဲနောက်ဆုံးမသိနိုင်တော့ဒီမှာနော်အဲ့ဒါတွေမယူသွားဘူးလားမယူသွားဘူးလေမနာကျမတို့ကယ်ရီနဲ့ထဲမဆိုကယ်ရီကလက်မခံလို့လေပစ္စည်းတွေအိမ်မှာတင်ရတာဟိုဒီအဝတ်စားတွေကြတော့အိတ်ထဲကိုတခါတည်းထည့်ခဲ့လိုက်ပါလားအန်ဒီရဲ့မရဘူးလားချိတ်ထားလို့မရဘူးဒီဒါကြောင့်သူတို့ချိတ်ချင်ကြတော့သူတို့အခန်းအများရှိရဆိုတော့ကျမဒီတလောက်လေးရတော့အိမ်ပစ္စည်းဟောဒီတစ်ခုတည်းပဲလားဒီမှာနဲ့ဒီပေါ်တာပဲလေနောက်ပြဒီမှာလည်းပါတယ်လေအိုးဒီမှာလေးလည်းပြည်နေအဲ့ဆိုသူတို့ထားဖို့ကြတော့ဘယ်လိုလုပ်သူတို့ဝန်ပန်းဗနခန်းရှိရလေအေးပါအဲ့လေဟိုမှာဒါကြတော့လူနေတော့မာစတာဘာရောမှာပဲနေလိမ့်မယ်ဒါပေမဲ့အန်တီကတွေအဲ့ဘက်ကိုရွှေ့ရင်လည်းသူတို့ရွှေ့ရင်ရွှေ့တတ်မှာသူကမာစတာဘာရောမှာပဲမို့လေသူ့ကိုမေးကြည့်လေသူတို့မေးချင်ကျမချက်ချင်းလောက်လိုက်မလေတနေ့အေးပေါ့မာစတာဘာရောမှာပဲနေမှာပဲအန်တီဒါထုံးစံပဲသူ့ကိုမေးလိုက်ဒီမှာပစ္စည်းတွေဒါမလို့အဲ့ကျမဟိုသူတို့မထားတဲ့ဘယ်ခမ်းမှနေမှာတော့ဒီဟာလေးတော့ထားခွင့်ပြုဆိုပြီးတော့သူတို့ပြောလိုက်မယ်နိအေးလေဟိုဆိုမာစတာဘာရောမှာပဲနေကြတာများသောအားဖြင့်ကလေသူ့တဘောပဲသူကျမဟိုပြောလိုက်ကျမကိုချက်ချင်းပြောင်းပေးလို့ရတယ်လေဒါကြောင့်ကျမပြောတာမင်းကသူတို့တည့်ရလာကျမအစင်စင်လုပ်ပေးလို့ရတယ်နော်ဒါပဲရှိတယ်ကျမဒါမတဲနိုင်လို့ကိုမပစ္စည်းတွေဟုတ်တယ်လေတဲ့ရလည်းမခံဘူးလေအခုဒါကြောင့်မို့ဒီမှာပစ္စည်းများတော့တာဒါလေးတွေဒါသဘာဝအရာတွေ
အဲ့ဘယ်ဝါ